မက္ကဆီကိုစီးတီးမှာအစိုးရစန့်ကျင်သူစန္ဒပြသူထောင်ပေါင်းများစွာချီတက်စန္ဒပြရမှာရဲအရာရှိအနေစုံ120ဦးခန့်ဒဏ်ရာရခဲ့ကြပါတယ်။အဆိုပါချီတက်စန္ဒပြမှုဟာအကြမ်းဖက်မှုလေးနဲ့ရာဇဝတ်မှုလေးပပျောက်ရေးအတွက်စန္ဒပြလာဖြစ်ပြီးသမရကလော်ဒီယာရှိန်ဘောင်းကတော့ဒီချီတက်ပွဲတွေကိုငွေကြီးထောက်ဖန်ပေးနေတဲ့လက်ရစွန်နိုင်တဲ့သမားတွေကိုပြစ်တင်ပြောဆိုလိုက်ပါတယ်။ကျွန်တော်တို့ရဲ့ Wild News သတင်းထောက် Joe Enwood ကသတင်းပေးပို့ထားတာကတော့စန္ဒပြသူတွေဟာအကြမ်းဖက်မှုနဲ့ရာဇဝတ်မှုတွေကိုအဆုံးသတ်ဖို့တောင်းဆိုခဲ့ကြပြီးသမရနန်းတော်စီချီတက်လာကဒေါသတွေကိုထုတ်ဖော်ခဲ့ကြပါတယ်သူတို့ကိုမငိမ့်မသက်မှုတားဆီးရေးဖွဲ့တွေကတားဆီးခဲ့ကြပြီးကြောက်တုံးတွေနဲ့ဖိပေါက်ခဲ့တာကြောင့်ရဲတပ်ဖွဲ့ဝင်တွေကမြေယူဘုံတွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ရတယ်လို့သိရပါတယ်အာနာပိုင်တွေကတန်ရရရှိသူဆန္ဒပြသူအများစုဟာရဲတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ပြောပါတယ်ဆန္ဒပြသူအများပြားဟာရခင်ကလူငယ်ဆန္ဒပြမှုတွေရဲ့တင်ကြတဲ့ဖြစ်ခဲ့တဲ့ဥခေါင်းခွန်မဲကိုကိုက်ဆောင်ထားကြပါတယ်။ကမ္ဘာတော်လုံးမှာရှိတဲ့အသက်အရွယ်မယူလူတွေလည်းဆန္ဒပြပွဲတွေမှာပါဝင်နေတယ်လို့ဆိုပါတယ်။ဆန္ဒပြသူတွေကကျွန်တော်တို့မှာအချင်းတရခြားစားဆိုအစိုးရတွေထဲကတစ်ခုကိုပိုက်ဆိုင်ထားပြီးကက်တဲတွေကိုခုခံကာကွယ်မဲ့အစားလက်နက်မှန်ကိုအဖွဲ့အစိုးရကိုရောင်းစားလိုက်တာပဲလို့ပြောဆိုနေကြပါတယ်။ဆန္ဒပြသူတွေဟာအချင်းပြစ်ချစားမှုကိုတိုက်ဖို့အဆုံးထိမတိုက်နိုင်ဘူးဆိုရင်မက္ကဆီကိုဟာဗင်နီဇွဲလားဒါမှမဟုတ်ကျူးဘားကဲထို့အာဏာရှင်စနစ်မျိုးဖြစ်လာမှာကိုတားဆီးနိုင်မှာမဟုတ်ဘူးလို့ပြောဆိုနေကြပြီးမက္ကဆီကိုပြည်သူတွေစိတ်ကုန်နေကြောင်းကိုလည်းသိရှိရပါတယ်။မက္ကဆီကိုနိုင်ငံယူအာဘန်မြို့တော်ဝင်ဖြစ်သူကားလော့စ်မန်ဇိုကိုသူ့ရဲ့ကတ်တယ်ဂိုင်းအပေါ်တင်းတင်းကြပ်ကြပ်ကြိုက်တွေမှုကြောင့်လှုပ်ကြံတက်ဖြတ်ခဲ့ရကနေသူ့ရဲ့ကောင်းဖွဲ့ဦးထုတ်ကသူ့ရဲ့တင်ကေတာခိလာခဲ့ပါတယ်။ပြည်သူတွေကမန်ဇိုရဲ့အကြမ်းဖက်ခံရမှုအကြတရားမျှတမှုရရှိဖို့ချီတက်ဆန္ဒပြနေကြတာဖြစ်ပြီးသူနဲ့သူ့ရဲ့ပိုင်ဆိုင်မှုတွေအကြရာဇဝတ်သားတွေလက်ကနေကာကွယ်ပေးဖို့တောင်းဆိုနေကြပါတယ်။ဒီဆန္ဒပြပွဲဟာမက္ကဆီကိုစီးတီးမှာသာမကဂွာဒါလာဟာရာမှာရှိတဲ့ပြည်နယ်နန်းတော်မှာလည်းဖြစ်ပွားခဲ့ပြီးအဲ့ဒီမှာနန်းတော်ကိုတိတ်မကာကွယ်ထားဘူးလို့သိရပါတယ်။သမရကလော်ဒီယာရှိန်ဘောင်းကအလွန်မြင့်မားတဲ့ထောက်ခံမှုရရှိထားပေမဲ့လည်းမက္ကဆီကိုနိုင်ငံမှာအကြမ်းဖက်ကားတဲတွေနဲ့နှဆိုင်စွာအမြင့်တွယ်နေတဲ့ပြဿနာတွေရှိနေတာကိုသူမရဲ့လက်ရစွန်အတိုက်ခံတွေကတောင်ညှင်းဆိုနိုင်စရာမရှိပါဘူး။၎င်းဟာအေဂျင့်နဲ့ဒါမှမဟုတ်အကြမ်းမဖက်တဲ့ဖြည့်ရှင်ချက်ကိုရှာဖွေဖို့ခက်ခဲစီပါတယ်လို့ဂျိုးအင်းဝတ်က BBC News အတွက်သတင်းပေးပို့ထားပါတယ်။